နှစ်ထောင်8ခုနှစ်ဇွန်လထိုးဆိုင်ကြနေတဲ့ဆရာတော်ရှယ်ယာဇယားကွက်တွေနဲ့ဈေးပေါ်တဲ့ဆေးလိမ့်နှံတွေပြည့်နှက်နေတဲ့အခန်းတစ်ခုထဲမှာကျွန်တော်မျက်လုံးပွင့်လာခဲ့တဲ့ဟောင်းနှမ်းနေတဲ့ဓာတ်ပုံဟောင်းတွေထဲမှာပဲမြင်မှုခဲ့တဲ့အဆင့်မြင့်ရှယ်ယာရောင်းဝယ်ဌာနကြီးပေါ့ခမ်းမပေါ်ကအရာမဆက်ခိုင်ရင်ကြီးပေါ်မှာတော့စိမ့်လန်းတဲ့ကိန်းကနန်းတွေဟာအဆုံးစားမရှိထိုးကြနေခဲ့တယ်ကျွန်တော်ပတ်ဝန်းကျင်ကလူတွေအားလုံးဟာစိတ်ပြက်လက်ပြက်ဖြစ်နေကြတယ်လူတစ်ယောက်ကသူ့လက်ထဲကရေတန့်ဘူးကိုကွဲအပ်သွားတဲ့အထိစုပ်ကင်ထားတဲ့အမျိုးသမီးတစ်ယောက်ကတော့ဖုံးရဲကိုငိုယိုပြတစ်ဖက်ကလူကိုအတနာခံတောင်းပန်နေခဲ့တဲ့ခမ်းမလယ်မှာတော့ပန်းပွင့်အင်ဂျီတောက်ပတောက်ပါဝတ်ထားတဲ့လူတစ်ယောက်ကကျမ်းပြင်ပေါ်မှာငြိမ်သက်စွာထိုင်နေပြီးသူ့မျက်လုံးတွေထဲမှာဘာတက်တက်မှမရှိတော့ဘူးဒါဟာတရုတ်စတော့ဈေးကွက်တမိုင်းတစ်လျှောက်မှာအဆိုးရွားဆုံးပျက်စီးမှုကြီးပဲစတော့ညွန့်ကိန်းဟာတစ်ချိန်ကအမှတ်6တူညာအထက်မှာရှိခဲ့ဘူးပေမဲ့အခုတော့ရှိုးဆောက်ထဲကိုထိုးကျသွားတယ်လို့ဖြစ်နေပြီးစားပွဲတိုင်းမှာရှိတဲ့ဝန်ထမ်းတွေဟာဖုံးတွေကိုကင်ပြီးသတင်းဆိုးတွေကိုပဲပြောကြနေကြရတယ်လက်ချောင်းတွေကတော့ပျက်စီးဆုံးရှုံးမှုတွေကိုတွက်ချက်ဖို့ကနန်းမောက်ဆက်တွေပေါ်မှာပြေးလွှားနေကြတဲ့စက်ခရင်တိုင်းမှာတော့တူညီတဲ့အနီရောင်ကိန်းကနန်းတွေနဲ့အတူမိသားစုတွေရဲ့စုဆောင်းငွေတွေဟာမျက်စိရှိတင်ပျောက်ကွယ်သွားနေခဲ့တယ်ကျွန်တော်နာမည်ကလင်းဖန်တေကာဝကပါလွန်ခဲ့တဲ့9မိနစ်ကကျွန်တော်တက်ဟာ32နှစ်နိုင်ငံရဲ့အကြီးဆုံးနေပညာကုမ္ပဏီတစ်ခုမှာအေကဘီတုကပညာရှင်အေက AABMC အဖြစ်လောက်ကင်ခဲ့တာ2024ခုနှစ်မှာကျွန်တော်တို့ရဲ့မျိုးဆက်သစ် AR မော်ဒယ်ရဲ့ပင်မ Carrier ကိုပြန်လည်တည်ဆောက်နေခဲ့တဲ့လူသူကင်းမဲ့နေတဲ့ရုံးခန်းထဲမှာစက်ခရင်တွေလင်းထိန်နေပြီး3ရက်တိုင်အေးပြက်ခဲ့ပြီးတဲ့နောက်ကျွန်တော်နှလုံးရက်တန့်သွားခဲ့ပြီးကဘာကြီးတစ်ခုလုံးမောက်မိုက်သွားခဲ့တယ်မျက်လုံးပြန်ပွင့်လာချိန်မှာတော့ကျွန်တော်ဒီနေရာကိုရောက်နေခဲ့ပြီးလွန်ခဲ့တဲ့16နှစ်ကအတိတ်ကာလဟောင်းနှံတဲ့စက်ပစ္စည်းတွေနဲ့စိတ်တက်ကြနေတဲ့လူတွေပြည့်နေတဲ့အယောင်းဝယ်ခန်းမကြီးထဲမှာပေါ့ကျွန်တော်လက်တွေကိုကြည့်လိုက်တော့တေးသွဲပြီးနုပြိုချုံမွေ့နေတဲ့ဖန်တကားစီကိုရှောက်သွားပြီးကျွန်တော်ရဲ့ရောင်ပြန်ဟမ်းမှုကိုတေချာကြည့်လိုက်မိတယ်အသက်18နှစ်အထက်တန်းကျောင်းပြီးခါစနွေရာသီကကျွန်တော်ကိုယ်တိုင်တောင်မေလိုနီးပါးဖြစ်နေခဲ့မျက်နှာလေးကျွန်တော်ပြန်ရောက်လာခဲ့ပြီးကျွန်တော်တိုးတိုးလေးရေရွတ်လိုက်မိတယ်အဲ့ဒီစကားလုံးတွေကကျွန်တော်နှုတ်ခမ်းတွေကိုတုံရင်သွားစေခဲ့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်လက်ချောင်းတွေကအိတ်ကက်ထဲကအေးဆက်ပြီးချုံမွေ့တဲ့အရာတစ်ခုကိုသွားထိမိတယ်ဒါဟာနိုကီယာအီတော့တဲ့ဖုန်းလည်းမဟုတ်ဘူးခေါက်ဖုန်းလည်းမဟုတ်ဘူးဒါဟာ2024ခုနှစ်ကကျွန်တော်နေရာတိုင်းယူသွားလေးရှိတဲ့စမ်းသက်ဆော့ဝဲထည့်ထားတဲ့ဖုန်းပဲစက်ခရင်ကတော့မောင်မီးနေပေမဲ့လက်ထဲကအလေးချိန်ကတော့တကယ်အစ်အမှန်ကြီးဒီဖုန်းထဲမှာကျွန်တော်ရဲ့ဘဝတစ်လျှောက်လုံးစူးစမ်းခဲ့ရတဲ့အလုံးရေရှိနေရဲ့ပြီးစုံတဲ့တကယ်စစ်စေးရိုးခက်ကပါဝင်တဲ့ offline ကိုကောကကွာရေးပါတစ်ခုပေါ့ကျွန်တော်ဖုန်းကိုရင်ဘတ်မှာကတ်ထားလိုက်မိတယ်နှလုံးခုန်တန်တွေကလည်းမြင်နေခဲ့ပြီးကျွန်တော်တိတ်ကိုပြန်ရောက်လာခဲ့တယ်ပြီးတော့အနာဂတ်ကလည်းကျွန်တော်နဲ့အတူပါလာခဲ့တယ်ကျွန်တော်ခန်းထဲကလူတွေရဲ့အကြည့်တွေနဲ့ဝေးရကွန်ကရစ်တိုင်ကြီးတစ်ခုရဲ့နောက်ွယ်ကိုတိုးဝင်လိုက်တဲ့ပါဝါကလုတ်ကိုနှိပ်လိုက်တဲ့အခါကျွန်တော်လက်မကတုံရင်နေခဲ့တဲ့စက်ခရင်ကချက်ချင်းဆိုသလိုပွက်လာခဲ့တဲ့စက်ခရင်လဲမှာနူးညံ့တဲ့အပြာရောင်စက်ဝိုင်းလုံးလေးတစ်ခုပေါ်လာတယ်အားစားအင်အားဆောင်ရတာမျိုးမရှိဘူးကြံ့ကြာမှုမရှိဘူးတကယ်စားတော့အင်အားကရိုးရှင်ပြီးစက်ခရင်လဲမှာတောက်ပန်ရဲ့အားတစ်ခုပဲရှိတယ်ကျွန်တော်တက်ကိုအောင်ပြီးအဲ့ဒါကိုနှိပ်လိုက်တဲ့စနစ်စစ်ဆေးမှုကစက္ကန့်ပိုင်းတွင်ပြီးသွားခဲ့တယ်လည်းမရှိပေမဲ့တကယ်စစ်စေးရခါကတော့ပြည်စုံနေတော့မဲ့အရာအလုံးဒီထဲမှာရှိနေသေးတယ်2024ခုနှစ်အထိရှိသမျှအချက်လက်အလုံးဒီစက်ပစ္စည်းလေးတစ်ခုထဲမှာတင်စေထားပြီးသားစာရောမှတ်တမ်းတွေနေပညာဆိုင်ရာဖိုင်တွေကဘာဖြစ်ရက်တွေ16နော်အစ္စအချက်လက်တွေကကျွန်တော်လက်ဖျားပေါ်မှာရောက်နေပြီးစက်ခရင်ပေါ်မှာဇယားကွက်တွေနဲ့ဒေတာတွေပြည့်နေသွားခဲ့တယ်ဒါဟာဒီစောက်အုံတွေကဘယ်ကွန်ပျူတာမှမဟာတွက်ချက်နိုင်တဲ့ပမာဏမျိုးပဲစမတ်ဖုန်းဆိုတာမျိုးတန်ဖိုးမရှိသေးတဲ့မပေါ်သေးတဲ့ကဘာကြီးထဲမှာဒီဖုန်းဟာလက်နက်တစ်ခုပဲကျွန်တော်ရှာဖွေရေးပါခွဲရရင်ကိုဖွင့်ပြီးစာရိုက်လိုက်တယ်2008ခုနှစ်ဇွန်လ10ရက်ဒီနေ့ရက်စွဲကိုကျွန်တော်ရိုက်ထည့်လိုက်ပြီးရှာဖွေဖို့အဆင်သင့်ဖြစ်သွားခဲ့တယ်ကျွန်တော်မျက်တောင်တစ်ခတ်မခတ်ခင်မှာပဲကြားကအဖြေပေးလိုက်ပြီးဆရော့ဇယားပြေဆုံးပွင့်လာခဲ့တယ်ဒီနေ့ရဲ့ဈေးနှုန်းလှူရှာမှုတိုင်းကိုမှတ်တမ်းတင်ထားပြီးသားဒီနေ့ဈေးကွက်ကပျက်စီးသွားခဲ့ပြီးဆရော့ရှယ်ယာတော်တော်များများဟာအနေဆုံးသတ်မှတ်ဈေးကိုထိသွားခဲ့တယ်ဒါပေမဲ့နမီတစ်ခုကတော့ထူးထူးခြားခြားပေါ်ထွက်နေခဲ့တယ်အဲ့ဒါကတော့ High Home Holdings JLFL Lasno Kyan ပဲဒီနေ့မိုးလွယ်2:45မိနစ်မှာအရာအလုံးပြောင်းလဲသွားလိမ့်မယ်ပေါက်ကြားသွားတဲ့စီးပွားရေးသဘောတူညီချက်တစ်ခုကငွေကြေးမြောက်များကိုဆွဲဆောင်နိုင်မှာဖြစ်ပြီးဆရော့ဈေးကအောက်ခြေကနေအပေါ်ဆုံးထိဒုံးပြန်လို့ထိုးတက်သွားလိမ့်မယ်ဇယားကွက်ကဒေါင်းလိုင်းမြင်းဖြောင်းအတိုင်းပြက်သားပြတ်နေခဲ့တယ်တစ်ချိန်နဲ့တင်နှစ်ဆက်ဤအထိအပြောင်းလဲဖြစ်သွားတာမျိုးပေါ့မိုးလွယ်ပိုင်းချိန်ကျွန်တော်အဲ့ဒီကိန်းကနန်းတွေကိုစိုက်ကြည့်နေမိတယ်ဒါဟာအစ်အမှန်ပဲဒါဟာဒီနေ့တကယ်ဖြစ်ပြနေတာဒီနေရာဒီချိန်မှာတင်နှစ်ဆက်ဤအမြတ်ရမှာဖြစ်ပြီးဒါကိုသိတဲ့သူဆိုလို့တကဘာလုံးမှာကျွန်တော်တယောက်ပဲရှိသေးတယ်ကျွန်တော်မှာအချိန်40မိနစ်ပဲရှိတော့တယ်ပင်မပုတ်ဖွဲ့ပေါ်ကနိုင်ကတော့မိုးလွယ်နဲ့နိုင်9မိနစ်လို့ပြနေပြီး High Home Holdings ရဲ့ရှယ်ယာကပုတ်ပေါ်မှာရှိနေပြီး9.8ထိထိုးကြကအောက်ခြေမှာပိတ်မိနေခဲ့တဲ့ရောင်းမဲ့ order တွေကလည်းအထက်ထပ်ပုံနေတာဒီခမ်းမထဲကဘယ်သူမှဒါကိုထိရဲမှာမဟုတ်ဘူးကျွန်တော်ကလွဲရင်ပေါ့ဒါပေမဲ့ပြဿနာတစ်ခုရှိနေတယ်ကျွန်တော်အိတ်ကက်ထဲကိုနှိုက်ကြည့်လိုက်တော့တွန့်ကျင်နေတဲ့90ရွမ်တန်တရွက်နဲ့မှတ်ပုံတင်တစ်ခုပဲရှိတယ်ဒါဟာကျွန်တော်ပိုင်ဆိုင်သမျှအရာအလုံးပဲဒီ90ကိုနှစ်စတိုးလိုက်ရင်တောင်တရားပဲရှိမယ်ဒါကဘာမှမဟုတ်ဘူးကျွန်တော်အတွက်တကယ်ငွေတွေလိုအပ်နေတာသူတစ်ပါးရဲ့ငွေတွေပေါ့ကျွန်တော်အကြည့်တွေကခမ်းမတစ်ခုလုံးကိုဝေးဝဲကြည့်ရင်ကျမ်းပြင်ပေါ်မှာထိုင်နေတော့ဖြစ်တဲ့ပန်းပွင့်အင်ဂျီနဲ့လူကြီးစီမှာရက်တန့်သွားခဲ့တယ်ကျွန်တော်ဒီလူကိုသိတယ်ကျွန်တော်ရဲ့ပြီးခဲ့တဲ့ဘဝတုန်းကသတင်းတွေထဲမှာသူ့အကြောင်းအပြည့်စုံပါခဲ့ဘူးလေဟိုင်းချန်လေဒီစကွာပဲရဲ့အကြီးဆုံးပုဂ္ဂလိကကုန်တီကြီးစောင်းတာဟုနဖဲဆဲတဲ့ပေါ့သူဟာသူ့ရဲ့အင်ကားနဲ့ရှိသမျှပိုက်ဆံအကျွေးစစ်လေးတစ်စိတ်ထိအရာအလုံးကိုဒီဈေးကွက်ထဲပုံဩခဲ့တာမူလသမိုင်းကြောင်းရဆိုရင်သူဟာဒီနေ့မှာအရာအလုံးဆုံးရှုံးခဲ့ရတယ်အဲ့ဒီနောက်ဒီစောက်အောင်ရဲ့အပြင်ဘက်မှာတင်ဆေးတောက်ပြီးအဆုံးစီရင်ခဲ့တယ်ဒါဟာသူ့ဘဝရဲ့ဇာတိမဲ့အကယ်လေးဘယ်သူမှဝင်မကယ်ရင်ဒီလူဟာဒီနားမှာတင်လောကကြီးရဲ့ကပျောက်ကွယ်သွားလိမ့်မယ်ကျွန်တော်မျက်လုံးကိုတစ်စက္ကန့်လောက်ပိတ်လိုက်တယ်ပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့စိုးရိမ်စိတ်တွေအကုန်ပျောက်ဆုံးသွားပြီးကျွန်တော်သူရှိရာစီကိုရှောက်လန်းသွားခဲ့တယ်အသက်18နှစ်အရွယ်ခန္ဓာကိုယ်အသက်32နှစ်အရွယ်စိတ်ဓာတ်နဲ့အရာအလုံးကိုပြန်လည်ပြင်ဆင်ရေးသားဖို့မိနစ်40တာလိုတော့တယ်ဒါဟူဟာသူ့နေရာမှာထိုင်နေတော့မဲ့စက်ခရင်ဘောကထိုးကြနေရဲ့အနီရောင်ကနန်းတွေကိုစိုက်ကြည့်နေရင်ပေါ့ခင်ဗျားရဲ့ပိုက်ဆံတွေပြန်လို့ချင်လားကျွန်တော်တန်ကိုနှိပ်ပြီးတီတီငင်ငင်ပဲပြောလိုက်တယ်သူ့အတွက်တော့ကျွန်တော်ဟာဘာကောင်မှမဟုတ်တဲ့လူကြီးတယောက်ရဲ့ရှေ့မှာလာရက်နေတယ်ဆိုတာမှအောင်ရောင်ဝတ်ထားတဲ့ဆယ်ကျော်သက်လေးတယောက်ပဲသူကဘာမှနားမလဲရဲ့အကြည့်တွေနဲ့သူ့ခေါင်းကိုဖြည်းဖြည်းချင်းမောကြည့်လာခဲ့တယ်ကျွန်တော်ဘာလို့အဲ့ဒီမှာရှိနေလဲဆိုတာကိုပေါ့အဲ့ဒီနောက်သူ့ရဲ့ဇဝေးဇဝါဖြစ်မှုကနေဒေါသဖြစ်ပြောင်းလဲသွားတယ်လစ်ဆန်းကလှုပ်ရှုပ်နေတယ်လို့သူကဒေါသတကြီးအော်ဟောက်လိုက်တယ်ကျွန်တော်နေရာကနေမရွေးခဲ့ဘူးသူ့နောက်ကဟိုင်ဟုံရဲဆရော့စရာကတော့ဆက်ပြီးထိုးကြနေတော့မဲ့သူကျွန်တော်ကိုမောကြည့်လာပြန်တယ်ဒီတစ်ချိန်မှာတော့ပိုပြီးစူးစူးဆိုင်ဆိုင်နဲ့ကျွန်တော်ကိုအကဲခတ်ဖို့စူးစမ်းနေတာခင်ဗျားရဲ့အရင်းနှီးအားလုံးကရှယ်ယာတစ်ခုထဲမှာပုံအောထားတာကျွန်တော်ကပြောလိုက်တယ်High Home Holdings ပေါ့ခင်ဗျားပိတ်မိနေပြီးရွှေရှစ်တန်းလုံးအထဲမှာလောက်ကျနေတာကျွန်တော်ပြောတာမလို့လားသူ့မျက်နှာအမူအရာပြတ်သွားတာကိုကျွန်တော်စောင့်ကြည့်နေခဲ့တယ်ဒီကိန်းကနန်းကိုဘယ်သူမှမသိနိုင်တင်ဘူးလေသူမသိတာကကျွန်တော်ရဲ့ရဟာသူ့လက်ထဲကတွန့်ကျင်နေရဲ့အယောင်းဝယ်ဖြတ်ပိုင်းကိုစကန်ဖတ်ထိုက်ဖတ်ပြီးသွားပြီဆိုတာပဲစာရွက်ရဲ့ထောင်ဆုံးသေးသေးလေးပဲမြင်နေရတာကိုကျကအဲ့ဒီပေါ်အခြေခံပြီးပုံရိပ်ပြည်စုံကိုပြန်လဲတိဆောက်ပေးလိုက်တာကျွန်တော်ဘာမှမဟခင်ကလေးကသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုအသေးစိတ်အချက်လက်အားလုံးကိုရရှိထားပြီးသားတာဟူဟာတန်တရားတွေပြည့်နေရဲ့မျိုးလုံးတွေနဲ့ထည့်လိုက်ပြီးမင်းဒါကိုဘလို့သိတာလဲအဲ့ဒီအပိုင်းကအရေးမကြီးပါဘူးလို့ကျွန်တော်ပြောရင်းပင်မပုတ်ဖွဲ့ကြီးကိုလက်ညှိုးထိုးပြလိုက်တယ်ဈေးကွက်ပိတ်ဖို့မိနစ်40ပဲလို့တော့တယ်ဟိုင်ဟုံကအခုအချိန်မှာဒီနေ့အတွက်အနေဆုံးဈေးမှာပိတ်မိနေတာဘယ်သူမှလည်းအနာကမှာမဟုတ်ဘူးအကယ်လေမနေ့ဖြန်မှာလည်းဒီလိုမျိုးထမ်းဖြစ်ချင်ဘူးဆိုရင်ခင်ဗျားအတွက်ထွက်ပေါက်ကကျွန်တော်စကားကိုနားထောင်ဖို့ပဲမင်းစကားကိုနားထောင်ရမယ်ဟုတ်လားသူ့မျက်နှာတင်းမာသွားခဲ့တယ်ကျောင်းတော်မပြီးသေးတဲ့ကလေးတယောက်ကဆရော့ကျောင်းဘာတိမှမလို့လဲသူကလက်ပိုက်ပြီးကျွန်တော်ကိုအထက်စီးကနေစိုက်ကြည့်နေတယ်ကျွန်တော်ပြောတဲ့စကားတစ်ခုကိုမှမယုံသေးတဲ့ပုံစံမျိုးနဲ့ပေါ့ကျွန်တော်နှုတ်ခမ်းထောင်ကိုအตาလေးကိုယုံတင်ပြုံးလိုက်ပြီးကျွန်တော်ဆရော့ကျောင်းတိတာမတိတာကအဓိကမဟုတ်ဘူးလို့ပြောလိုက်တယ်အဓိကကြတာကတခြားရာပဲကျွန်တော်နားကိုတိုးကပ်သွားပြီးသူတယောက်တည်းကြားနိုင်မဲ့အတန်မျိုးနဲ့နှိပ်ပြောလိုက်တယ်ကျွန်တော်မှအတွင်းသတင်းရှိတယ်ကျွန်တော်သူ့နားကပ်ပြီး
မွန်လွဲနှစ်နာရီ45မိနစ်မှာငွေမြောက်များဝင်လာလိမ့်မယ်ဈေးနှုန်းတွေတုံးပြန်လို့ထိုးတက်သွားလိမ့်မယ်ကျွန်တော်ခက်ပြုံးပြုံးလေးနဲ့နောက်ကိုပြန်ဆုပ်လိုက်တယ်ဒါဟာသူ့ကိုစဉ်းစားကန်းဝင်သွားစေဖို့လုံလောက်ခဲ့ပါတယ်ခင်ဗျားမှာလက်ကြံငွေဘယ်လောက်ရှိသေးလဲကျွန်တော်ဖုန်းကိုတစ်ချက်ကြည့်ရင်မေးလိုက်တယ်သူတုံးလောက်သွားခဲ့ပြီးကျွန်တော်စီကတခုခုကသူမျောလင့်ထားတာနဲ့ကိုက်ညီမနေဘူးလေသူဘာကိုမြင်နေလဲဆိုတာကျွန်တော်သိတယ်ဆယ်ကျော်တက်တယောက်ရဲ့မျက်နှာမှာမရှိတဲ့တည်ငြိမ်ရင်ကျက်တဲ့မျက်လုံးတွေပေါ့ကျွန်တော်တို့နှစ်ယောက်လုံးစက်ခရင်တွေကိုမျက်နှာမူရင်သူ့ရဲ့လှုပ်ရှားပွဲမှာထိုင်လိုက်ကြတယ်9000သူကခက်တိုးတိုးတန်နဲ့ပြောရှာတယ်ဒါငါသမီးလေးရဲ့ကြောင်းလက်ခအတွက်ခြံထားတဲ့ပိုက်ဆံတွေသမီးလေးဆိုတဲ့စကားလုံးကိုပြောတဲ့အချိန်မှာသူ့အတန်တွေတုံကုန်သွားခဲ့တဲ့စက်ခရင်ကိုကြည့်လိုက်တဲ့အခါသူ့မျက်လုံးတွေရဲ့နောက်ွယ်မှာကြောက်ရွံ့မှုတွေပြည့်နေနေတာကိုမြင်နေရတယ်9000ဆိုရင်လုံလောက်ပါတယ်လို့ကျွန်တော်ပြောလိုက်တဲ့နာရီကိုတစ်ချက်ကြည့်တော့မွန်းလွဲ2နာရီ30မိနစ်အချိန်35မိနစ်ပဲကျန်တော့တယ်အဲ့ဒီပိုက်ဆံအားလုံးကိုဟိုင်ဟုံရဲ့အနေဆုံးစေးမှာပုံအော်ပြီးဝယ်လိုက်ပါအခုချက်ချင်းလို့တာဟုကစားပွဲကနေနောက်ကိုစက်ခနဲ့ဆုပ်လိုက်ပြီးမင်းယူနေပြီလားအောက်ချိန်မှာရောက်မဲ့အော်ဒါတွေတောင်းနေချီပြီးပုံနေတာကွာစက်ခရင်ပေါ်မှာလဲသူပြောတယ်လို့ပဲနေရာနဲ့မှာရောက်မဲ့သူတွေကြီးပဲတန်းကောင်ရံလို့အနီရောင်တွေလွှမ်းနေခဲ့တယ်အဲ့ဒါတွေကအော်ဒါတူတွေပြကျွန်တော်ကအေးဆက်ဆက်အတန်နဲ့ဆက်ပြောလိုက်တယ်ဈေးကွက်ထဲကလက်ကြီးသမားတွေကသူတို့ကိုယ်တိုင်တိတ်တဆိတ်လိုက်ဝယ်နေတဲ့အချိန်မှာလူတွေကို၆လန့်ဖို့အတွက်အကွက်ဆင်ထားတာကျွန်တော်မျက်နှာမူရာတစ်ချက်မပြတ်ပဲပြောလိုက်တာဒါဟာလည်းညာမှုတစ်ခုဖြစ်ပေမဲ့မဖြစ်မနေပြောရမယ့်အရာပဲတကယ်တော့အမှန်တရားကပိုပြီးရှင်းပါတယ်အဖကဒီနေ့ဘာဖြစ်မလဲဆိုတာကိုကျွန်တော်ကိုပြသပြီးသားမွန်းလွဲ2နာရီ45မိနစ်မှာအဲ့ဒီရောက်မဲ့အော်ဒါတွေအကုန်လုံးကြက်ပြောင်းကြက်ပြောက်ကွယ်သွားလိမ့်မယ်ကျွန်တော်သူ့ကိုပြောလိုက်တယ်အခုပဲဝယ်မလားဒါမှမဟုတ်အခွင့်အရေးကိုလက်လွတ်ခံမလားအကြာကြီးစောင့်နေရင်ဈေးနှုန်းတွေကခင်ဗျားကိုထားခဲ့ပြီးတက်သွားလိမ့်မယ်သူဆိုဝေးဆိုတာဖြစ်နေတော့မယ်ကျွန်တော်ဘက်ကနောက်ထပ်တွန်းအားတစ်ခုလိုအပ်နေသေးတယ်ခင်ဗျားရွှေ8သိန်းနဲ့က9သိန်းဆုံးရှုံးပြီးသွားပြီနောက်ထပ်9000ထပ်ဆုံးရှုံးရလဲဘာလို့တော့မှလဲဒါပေမဲ့ကျွန်တော်ပြောတာမှန်ခဲ့ရင်ဈေးကွက်မပိတ်ခင်ခင်ဗျားရဲ့အကောင့်ကနှစ်ဆက်ချက်ချင်းတက်သွားလိမ့်မယ်မနေ့ပြန်ဈေးကွက်ပွင့်တာနဲ့ပြန်ရောက်လိုက်ရင်ခင်ဗျားပိုက်ဆံရဲ့ထက်ဝက်ကိုပြအရင်လိုက်မယ်ခင်ဗျားဘာသာခိုင်ဆွဲလိုက်တော့တာဟူကလှည့်ပြီးစတော့ပုတ်ကြီးကိုစိုက်ကြည့်လိုက်တယ်သူမြင်ရသမျှကအစိမ်းရောင်တွေကြီးပဲမှတ်ချက်တရုတ်စတော့ဈေးကွက်မှာအစိမ်းရောင်ဟာဈေးကျတာကိုပြတာဖြစ်လို့ဒီဈေးကွက်မှာတော့အစိမ်းရောင်ဟာဆုံးရှုံးမှုကိုဆိုလိုတာပဲချွေးဆက်တွေကသူ့မျက်နှာပေါ်မှာအလုံးလိုက်ပြုတ်လိုက်စီးကျလာခဲ့တယ်ဘာမှဆုံးရှုံးစရာမရှိတော့တဲ့လူတစ်ယောက်ရဲ့နောက်ဆုံးတိုက်ပွဲဝင်မဲ့အကြည့်မျိုးကိုသူ့မျက်လုံးထဲမှာကျွန်တော်မြင်လိုက်ရတယ်ကောင်းပြီဗျာသူကပြောဆိုအယောင်းဝယ်ကောင်းတာစီကိုလက်ထွက်သွားခဲ့တော့တယ်ကြားရှုံးမယ်ဆိုရင်လည်းအောက်ဆုံးထိပုံအော်ပြီးကြားရှုံးလိုက်ရုံပေါ့သူကသွားကြိတ်လက်တီးကိုကြစ်ကြပါအောင်ဆုပ်ပြီးအယောင်းဝယ်စားပွဲစီကိုစွတ်တိုးဝင်သွားခဲ့တယ်ကျွန်တော်မျက်နှာအမူအရာမပြတ်စေပဲသူ့ကိုစောင့်ကြည့်နေခဲ့မိတယ်အိတ်ကက်ထဲကဖုန်းကတော့ယုံကြည်မှုအဆင့်85ရေဆိုတဲ့ message လေးနဲ့အတူလင်းပွင့်လာခဲ့တယ်ဈေးကွက်အလှည့်ပြောင်းဖြစ်ဖို့34မိနစ်အလိုအရာအားလုံးကအစီအစဉ်တိုင်းပဲဒီဘဝတည်းရဲ့ပထမဦးဆုံးတကယ်မြတ်အဆုံးဟာငွေကြေးဖြစ်လာမှာမဟုတ်ဘူးကျွန်တော်ပေါ်အကျွေးတင်သွားမဲ့လူတစ်ယောက်ဖြစ်လာမှာမိနစ်တွေကတရွေ့ရွေ့ကုန်လွန်သွားခဲ့တယ်ကျွန်တော်တို့ပတ်လဲခမတ်တစ်ခုလုံးကလူတွေကတော့ထိုးကျနေတဲ့ဈေးကွက်ကိုကြည့်ပြီးချိန်ဆနေကြတယ်ဒါပေမဲ့တာဟူနဲ့ကျွန်တော်ကတော့နမီတစ်ခုတည်းကိုပဲစိုက်ကြည့်နေခဲ့ကြတယ်ဟိုင်ဟုံဟိုဒင်းကျွန်တော်တို့အယောင်းဝယ်ခမတ်လဲမှာစောင့်ဆိုင်နေခဲ့ကြတယ်သူကလက်ပိုက်လို့ကျွန်တော်ကတော့ဖုန်းကိုလက်ထဲကင်လို့ပေါ့မွန်းလွဲ2နာရီ40မိနစ်စတော့ဈေးကအခုထိမလောက်ရှားသေးဘူးတာဟူရဲ့မျက်နှာဖြူလျော့သွားခဲ့ပြီးစက်ခရင်ပေါ်မှာတော့ကိုကြီးလိုပြနေတော့မဲ့ဟိုင်ဟုံရဲ့ရှယ်ယာတွေကဒီနေ့အတွက်အနေဆုံးဈေးမှာလောက်ကျနေပြီးဘယ်နေရာမှာဝယ်မဲ့သူတယောက်မှမရှိဘူးလူကလေးသူကသွားကြိတ်ပြီးကျွန်တော်နားကိုတိုးကပ်လာရင်ပြောတယ်မင်းငါကိုကစားနေတာလားဒီစတော့ကဘာမှလည်းလုံးမလာပါလားငိမ့်နေပါလို့ကျွန်တော်ခေါမလဲပဲပြောလိုက်တယ်စောင့်ယုံတာစောင့်ကြည့်လိုက်မွန်းလွဲ2နာရီ44မိနစ်1မိနစ်ပဲလိုတော့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်တခုသတိထားမိလိုက်တယ်ဟိုင်ဟုံဘော်ကရောက်မဲ့အော်ဒါတွေတိုးမလာတော့ဘူး2နာရီ45မိနစ်3စက္ကန့်3နဲ့တာဖုတ်ဖွဲ့ကြီးတစ်ခုလုံးလင်းခနဲ့ဖြစ်သွားခဲ့တယ်ဟိုင်ဟုံဟိုဒင်းစကင်ကနန်ဟာဂျာနစ်ဆက်ဖြစ်သွားခဲ့ပြီးစတော့ဈေးကိုဖိနှိပ်ထားတဲ့ရောက်မဲ့အော်ဒါအကာရန်ကြီးဟာစက္ကန့်ပိုင်းတွင်ကြက်ပြောင်းငက်ပြောက်ကွယ်သွားခဲ့တယ်ခမတ်တစ်ခုလုံးကလူတွေဟာသူတို့ထိုင်ကုန်တွေကနေဝန်ခနဲ့ထည့်လိုက်ကြတယ်ဝဲမဲ့အော်ဒါတွေကလိုင်းလုံးကြီးတစ်ခုလိုစက်ခရင်ဘော်ကိုဒလာဟောဝင်လာခဲ့ပြီးဈေးနှုန်းစင်တိုင်းကိုရိုက်ခတ်ချေမုန်းသွားခဲ့တယ်အနာကအမျိုးသမီးတယောက်ဆိုရင်သူမရဲ့မော်နီတာကိုကြည့်ပြီးပါဆက်အောင်အသားနဲ့ဆွန့်သွားခဲ့ရတဲ့ဇရာကွက်ရဲ့မြင်းချောင်းဟာစက္ကန့်ပိုင်းတွင်မှတင်ဒီနေ့ရဲ့အနေဆုံးဈေးကနေအမြင့်ဆုံးဈေးစီကိုတောင်းလိုက်မြင်းဖြောက်အတိုင်းထိုးတက်သွားခဲ့တော့တယ်ခမ်းမကြီးတစ်ခုလုံးရုံးရင်ဆန်ထက်ဖြစ်သွားခဲ့တယ်လူတွေဟာအော်ဟောက်လက်ညှိုးထိုးပြပြီးတယောက်နဲ့တယောက်ပကုံးတွေကိုဆွဲကင်လို့ရနေကြတယ်ကျွန်တော်ဖုန်းထဲမှာတော့အမျက်ငွေကင်းကနန်းဟာကိုတူညာကြော်ထိတက်သွားခဲ့ပြီးပင်မပုတ်ဖွဲ့ကြီးကလည်းအတီးပြုတ်ပေးလိုက်တယ်ဟိုင်ဟုံဟိုဒင်းရဲ့ရှယ်ယာဟာဒီနေ့အတွက်အမြင့်ဆုံးသတ်မှတ်စေဆယ်ရတ်နွားအတဲ့အရှာကိုထိသွားခဲ့ပြီးဒါဟူဟာသူ့ရဲ့စက်ခရင်ကိုမျက်လုံးပြူးသားနဲ့စိုက်ကြည့်နေပြီးကိုလက်လှုပ်ရှားဖို့တောင်မင်းနေခဲ့တယ်သူ့ကောင်တွေကဆုံးရှုံးမှုပင်ကနန်းတွေဟာတလိုင်းချင်းစီလိုက်အနီရောင်ကနေအစိမ်းရောင်အမျက်အဖြစ်တရေပြောင်းလဲသွားခဲ့တယ်ဟိုင်ဟုံဟိုဒင်းရဲ့ရှယ်ယာဟာအမြင့်ဆုံးမှတ်ကိုရောက်သွားခဲ့ပြီးခြေပပွဲကတော့အပြည့်အဝအောင်မြင်သွားခဲ့ပါပြီဖုန်းထဲမှာတော့အမျက်ငွေဟာဆက်ကိုတူညာကြော်သွားခဲ့ပြီးသူအိတ်ဆိုင်ထားတဲ့9000ဟာနှစ်စနီးပါးဖြစ်သွားခဲ့တာ3မိနစ်ပဲအောက်ခြေနေဆုံးကနေအထက်ဆုံးမြင့်ဆုံးကိုရောက်ဖို့3မိနစ်ပဲကြာခဲ့တယ်ဒါဟူဟာသူ့ထိုင်ကုန်ကနေဘယ်လောက်တောင်အမြန်ထလိုက်လဲဆိုရင်ခုံကနောက်ွယ်ကနန်ရန်စီကိုလိမ့်ထွက်သွားတဲ့အထိပဲကျွန်တော်တို့ပတ်လဲကတခြားကုန်တီတွေကတော့အချိန်မီမဝယ်လိုက်ရတဲ့အတွက်ကိုဒေါသထွက်ပြီးစားပွဲတွေကိုထူရိုက်နေကြတယ်ဒါဟူကတော့အိမ်မက်ဆိုတစ်ခုကနေလက်နိုးလာတဲ့လူတစ်ယောက်လိုအဲ့ဒီရုံရင်ဆန်ခတ်မှုတွေရဲ့အလဲမှာရက်နေခဲ့တယ်သူအယောင်းဝယ်ကောင်းတာကိုမိပြီးအသက်ကိုပြင်းပြင်းရှူနေတဲ့မျက်နှာပေါ်ကနေလေချွေးတွေတစ်ဆက်ဆက်စီးကျနေတော့မယ်ဒါပေမဲ့အဲ့ဒီရာအားလုံးရဲ့နောက်ွယ်မှာတော့စိတ်သက်သာရာရမှုအပြည့်ရှိနေခဲ့တယ်အဲ့ဒီနောက်သူကလူအုပ်ကြီးတဲ့ကိုဝဲကြည့်ပြီးတစုံတယောက်ကိုလက်ရှာနေခဲ့တယ်ခမ်းမထဲမှာလူရနဲ့ချီပြီးပိတ်ညက်နေခဲ့တာကျွန်တော်ကတော့ကွန်ကရစ်တိုင်ကိုမိထားတော့မဲ့သူကျွန်တော်ကိုလက်ရှာနေတာကိုရက်ကြည့်နေခဲ့မိတယ်ဒါဟာအစပြောရုံပဲရှိသေးတာနောက်ဆုံးတော့ဒါဟူကျွန်တော်ကိုမြင်သွားခဲ့ပြီးသူခမ်းမကိုဖြတ်ပြီးကျွန်တော်စီကိုဘလောက်တောင်အမြန်ပြေးလာလဲဆိုရင်တူးထောက်ကြတော့မဲ့အတိုင်းပဲသူကျွန်တော်ရှေ့တဲ့မှာရက်လိုက်ပြီးတန်ရှင်းမုံမြတ်တဲ့အရာတစ်ခုခုကိုကြည့်နေတယ်လို့မျိုးစိုက်ကြည့်နေခဲ့တယ်သူစားပွဲပေါ်ကိုကိုင်းပြီးကျွန်တော်ပေါ်ကနေမိုးရက်နေပေမဲ့သူ့မျက်လုံးတွေကတော့လုံးဝကွဲပြားခြားနာတဲ့အတိတ်ပဲတစ်ခုကိုဖော်ပြနေခဲ့တယ်အဲ့ဒါကတော့အကျွမ်းမဲ့ရိုသေလေးစားမှုပဲမောင်ရင်ကိုငါဘယ်လိုခေါ်ရမလဲသူကမေးလိုက်တယ်သူ့မျက်နှာပေါ်မှာလည်းချွေးတွေစီးကျနေတော့မဲ့ကျွန်တော်ကိုလင်းဖန်လို့ပဲခေါ်ပါလို့ကျွန်တော်ပြောလိုက်တယ်အခုတင်ငါထည့်လိုက်တဲ့9000ကနေ1000မြတ်သွားပြီးသူကစိတ်လှုပ်ရှားမှုကိုမနေထင်းရင်ပြောတယ်အဲ့ဒီအပြင်ငါအရင်ကကင်ထားတဲ့ရှယ်ယာတွေပါပေါင်းလိုက်ရင်ဒီနေ့တင်ငါရောတသိန်းကျော်ပြန်ရလိုက်ပြီးသူကကျွန်တော်နားကိုပို့ပြီးတိုးကပ်လာခဲ့တယ်ဆရာကြီးမနေ့ပြန်ကြရင်ကောပြန်ရောင်းရမလားမနေ့ပြန်ဈေးကွက်ပွင့်တာနဲ့ငါမှတ်ချက်ချင်းထက်တက်လိုက်မယ်လို့ကျွန်တော်ပြောလိုက်တယ်ရှိသမျှအကုန်ရောင်းလိုက်ပါတစုတစ်ရှယ်ယာမှမချန်ထားနဲ့သူကခေါင်းကိုတရက်ဆက်ညစ်ပြတယ်ကျွန်တော်ပြောသမျှစကားလုံးတိုင်းကိုလိုက်နာဖို့အစင်သင့်ဖြစ်နေတဲ့ပုံစံမျိုးနဲ့ပေါ့ကျွန်တော်တို့ပတ်လဲအယောင်းဝယ်ခမ်းမကြီးထဲမှာတော့စူညံတန်တွေအနီရောင်ကင်းကနန်းတွေနဲ့စူညံပွဲလောလိုက်နေခဲ့ပြီးသူ့ကောင်းထဲမှာတခုခုကိုသဘောပေါက်သွားခဲ့ပုံရတယ်သူ့လက်ကအိတ်ထဲကိုဖြတ်ခနဲနိုင်လိုက်ပြီးငွေဆက်ကူထက်လိုက်ကြီးကိုထုတ်ကကျွန်တော်စီကမ်းပေးလာခဲ့တယ်ဒါဆရာကြီးအတွက်အနေငယ်ကတော့တာပါတာဟူကပြောတယ်ကျေးဇူးပြုပြီးလက်ခံပေးပါကျွန်တော်စားပွဲကိုဖျက်ပြီးဘာဝေခွဲမနေပဲအဲ့ဒီရော်နဲ့တူညာကိုလမ်းယူလိုက်တယ်ဒီပိုက်ဆံဟာကျွန်တော်ပိုက်ဆံပဲကျွန်တော်ရေးချင်းနဲ့ရှာဖွေခဲ့တာပြီးတော့2008ခုနှစ်မှာရော်နဲ့တူညာဆိုတာအစပြုဖို့အတွက်အကောင်းဆုံးပမာဏပဲလေကျေးဇူးပဲကျွန်တော်ပြောလိုက်တယ်ခင်ဗျားဖုန်းနံပါတ်ပေးထားပါမကြခင်ကျွန်တော်အကူအညီတောင်းစရာအချို့ရှိလာလိမ့်မယ်ကျွန်တော်စကားတော်မဆုံးသေးခင်သူကချက်ချင်းသဘောတူလိုက်တယ်ဆရာကြီးပါပဲလို့ခိုင်းုံတာခိုင်းပါကျွန်တော်တက်ကိုပါပေးရပါတယ်သူကခနာကိုအသားလေးညှုပ်ပြီးနမီကက်တစ်ခုကမ်းပေးလာခဲ့တယ်
KN ဆောက်လုပ်ရေးပစ္စည်းအယောင်းဝယ်ကုမ္ပဏီအထွေထွေမန်နေဂျာရှောင်းကန်းတဲ့ကျော်ဒါကသူ့ရဲ့နာမည်ရင်းကိုဆောက်လုပ်ရေးပစ္စည်းဆိုတဲ့အချက်လက်ကကျွန်တော်ကိုအံ့အားသင့်သွားစေခဲ့တဲ့ YouTube အတင်းနဲ့တို့မိသားစုစက်ရုံပျက်စီးတော့မှာကဆောက်လုပ်ရေးပစ္စည်းတွေရဲ့ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်သွားလို့ပဲအခုတော့ကျွန်တော်မှာအဲ့ဒီလုပ်ငန်းခွင်ကတိုက်ရိုက်ဆက်သွယ်တစ်ခုရရှိသွားပြီးကျွန်တော်ပြုံးလိုက်မိတယ်ပြီးတော့လှည့်ထွက်ပြီးထောက်ပေါက်စီကိုဥတီလိုက်တဲ့တကားကိုတွန်းဖွင့်လိုက်တဲ့အယုံမှာပဲနေအောင်ကြီးတွေကဒလားဟောဖျားချလာခဲ့တဲ့အိတ်ကတ်ထဲမှာရောနေတူညာရှိနေပြီးစိတ်ထဲမှာအားလဲအစီအစဉ်တစ်ခုစတင်ပုံဖော်နေပြီးဒါပေမဲ့အားလုံးထက်အရင်ဆုံး YouTube ရဲ့အဖေအရာအားလုံးမဆုံးရှုံးခင်ကျွန်တော်အမျက်လှုပ်ရှားဖို့လိုအပ်တဲ့နေ့ရက်တိုင်းကတန်ဖိုးရှိပြီးအချိန်နာရီကလည်းကုံဆုံးနေပြီလေအခွင့်အရေးတကားမပိတ်ခင်ဒီပိုက်ဆံကိုတကယ်အင်အားစုတစ်ခုဖြစ်အောင်ကျွန်တော်ကြီးထွားအောင်လုပ်ရမယ်တကယ်တော့2008ခုနှစ်မှာဘယ်နေရာမှာရှာရမလဲဆိုတာသိရင်အခွင့်အရေးတွေကနေရာနဲ့မှာရှိနေတာပါစတော့ဈေးကွက်ကတခုတည်းတော့လမ်းရိုးတော့မဟုတ်ဘူးကျွန်တော်ရဲ့အရေးချင်းနဲ့ငွေမြန်ရှာလို့ရမယ်နောက်ထပ်နေရာတစ်ခုရှိသေးတယ်ကျွန်တော်ဖုန်းကိုထုတ်လိုက်တော့ကဲစက်ခရင်ကအမိန့်ပေးဖို့အစင်တင်လင်းပွင့်လာခဲ့တယ်တခုခုရှာပေးစမ်းလို့ကျွန်တော်ပြောလိုက်တယ်2008ခုနှစ်ရဲ့အခုလက်ရှိအချိန်မှာကြီးမားတဲ့နည်းပညာပြဿနာဒါမှမဟုတ်စုချင်းငွေထုတ်ပြန်ထားတာမျိုးရှိလားစနစ်ကစတင်လုပ်ပြီးစက္ကန့်ပိုင်းတွင်းမှာပဲရလဒ်တွေထွက်ပေါ်လာခဲ့တယ်ဒီနေ့ည8 နာရီမှာကျင်းရှန်လို့ခေါ်တဲ့နာမည်ကြီး antivirus ကုမ္ပဏီတစ်ခုဟာသူတို့ရဲ့ဆာဗာတွေပေါ်မှာအကြီးအကျယ်တိုက်ခိုက်ခံရတော့မယ်တစ်ချိန်တည်းမှာပဲ Panda Virus ဘာရှင်းတစ်ကလည်းSerata Ashura ပေါ်မှာအလျင်မြန်ပြန့်နှံ့နေပြီး hacker ဖိုရန်တစ်ခုပေါ်မှာတော့ဒီ virus ကိုဖြည့်ရှင်းပေးနိုင်မဲ့သူကိုယွမ်90တူညာစုချေပေးမယ်လို့ကန့်လန့်ထားကြတယ်ကျွန်တော်ရှောက်နေတဲ့ခြေလမ်းတွေကိုရက်လိုက်မိတယ်9000ကျွန်တော်လက်တွေဘေးကားစီကျသွားပြီးမျက်နှာပေါ်မှာအပြုံးတစ်ခုထွက်ပေါ်လာခဲ့တဲ့စုချေးကနေပေမဲ့အကြောရောတဲ့အနေနဲ့တော့အဆင်ပြေပါတယ်ကျွန်တော်အနည်းဆုံးအင်တာနက်ကဘေးစီကိုဥတီလိုက်တဲ့2008ခုနှစ်ရဲ့နွေရာသီဟာမြို့ပြကြီးပေါ်ကိုအလေးချိန်တစ်ခုလိုဖိစီးနေခဲ့တဲ့လမ်းမတွေကအပူရှိန်ကြောင့်လောင်မြိုက်နေပြီးလေထုကိုယ်တိုင်ကပင်ကနာမငြိမ်ဖြစ်နေတယ်လို့ပဲလမ်းမကြီးပေါ်ရောက်တဲ့အချိန်မှာကျွန်တော်ရှက်အင်ဂျီတစ်ထည်လုံးချွေးတွေနဲ့ရွှဲနေခဲ့ပြီးအိတ်ကတ်ထဲကရွံ့နေတူညာကအရေးကြီးတယ်လို့ခံစားရပေမဲ့ကျအနော်ကောင်းသိပါတယ်ကျွန်တော်တိဆောက်ဖို့ပြင်ဆင်နေတဲ့အင်မာယာကြီးနဲ့နိုင်ရှင်ရင်ဒီပိုက်ဆံကဘာမှမဟုတ်သေးဘူးအနားတော်မကတ်နိုင်သေးပါဘူးကျွန်တော်မှာဒါထက်မကအများကြီးပို့လို့သေးတယ်ကျွန်တော်အနီရောင်တက္ကစီတစ်စီးကိုတားလိုက်ပြီးBlack Eagle အင်တာနက်ကဖေးကိုမောင်းပေးပါလို့ဒရိုင်ဘာကိုပြောလိုက်တယ်စူးဖူလန်းကဟိုင်ဂျန်မျိုးတစ်မျိုးလုံးမှာအကြီးဆုံးအင်တာနက်ကဖေးပေါ့အတိအကျပဲ